ညီမနာမည်ဟန်နီဆိုပါဒီတော့ကောင်းကတော့ဟန်နီလို့ရေးထားတယ်ကျွန်တော်နာမည်ကမစ္စတာဖြိုးကြီးပါ YouTube ရော Facebook ရော TikTok မစ္စတာဖြိုးကြီးပါပဲเนาะသူမိတ်ဆက်တုံးလေးကိုလည်းတခါတည်းလမ်းကြုံဝင်မိတ်ဆက်ကလာဟုတ်စီရဟောဘာလောက်တာလဲအိမ်မလို့ဟာဒီနေ့ဘာနေလဲဒီနေ့ဘာရက်လဲဒီနေ့9ရက်မရက်ဆိုဝင်လို့မရဘူးမရက်ဆိုဝင်လို့မရဘူး3ရက်မှဝင်လို့ရတယ်ကဲအားလုံးပဲမင်္ဂလာပါစာဗီဒီယိုတွေပဲကြည့်ရတာများနေလို့ရိုးအီနေပြီဆိုတဲ့ကိုဖိုးခွီတို့ရေဒီနေ့မှာတော့မတူဆန်းပြဟာတာများဆိုရဲ့ခေါင်းစဉ်လေးနဲ့အတူတော့ဘောကရောက်တက်ရရဗီဒီယိုလေးတချို့တော့ reaction လုပ်ပေးသွားမှာဖြစ်ပါတယ်ရှော့အစားဆုံးလေးလိုက်ကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ် let's go guys ဘယ်လိုစောမရှိတဲ့ကောင်းနေရောငါတော့ကီတင်မိမယ် okay တေချာလိုက်နာထောင်တော့အဲ့ဒါမင်းတို့ပြောတာเนาะစော်မရှိတဲ့ကောင်တွေတခါတည်းတော်ကီတင်ပေးမဲ့လူရှိတော့စာအုပ်လေးနဲ့ဘောပင်လေးနဲ့အနားမှာယူပြီးတော့တခါတည်းလိုက်မှတ်ပါလို့အကြံပေးကြပါတယ် okay ပါเนาะLet's go baby စပယ်လိုဖြူမင်းလိုလူကဲစပယ်လိုထမေးပေါ်စပယ်လိုမွေမေးပါလေနန်းကွင့်ပွေးပါကောင်းပါဟာလေအမစပယ်လိုဖြူမင်းလိုလူစပယ်လိုလမင်းပေါ်ဟာစပယ်လိုမွေမင်းပါလေနန်းကွင့်ပေးပါကောင်းပါလေ nice ဟာမိုက်တယ်သဘောကျတယ်တိုးကြီးတကွာချသွားပြီမင်းလိုတွေ့လားဟုတ်တရွတ်ကြည့်တာတကနာမင်းကိုချစ်တာတဘောဝ Oh my god တည့်ရကြွေရတခဏမင်းကိုချစ်တာတဘောဝ Oh my god Oh my god မိုက်တယ်နော်ဘယ်လိုပဲဖြစ်မင်းတို့ထက်တော့တာတယ်လေနော်အာရသဘောကျတယ်နော်သဘောကျတယ်ဆင်းမလားဘယ်နှခါရှိနေလဲလာလာမင်းညာအေးရအမေကိုပြောလို့အမေကစဉ်းစားမယ်ဆိုနေအောင်မအမေစဉ်းစားအောင်မယ်ဆိုရင်တော့မှဒီကချစ်တယ်မမေပြီးရတယ်ချစ်ချိုင်လို့မပေးကြတဲ့ငါကဒူရမြာချစ်စရာလေးကွာနော်အတက်ကလေးကျလုံနေတာလေးကတကယ်ဥရားစရာတကယ်ကောင်းတယ်နော်တကယ်ချစ်စရာလေးပါချစ်မွေးလေးအမလုံနေချစ်မလို့ယူဖလာပေးလိုက်ကျွေးမဝါလာပြောတယ်အမရဲဘယ်အော်လို့တာနှစ်ချီလေးတော့တစ်ချက်ညစ်လာနော်နှစ်ချီရှုပ်တာသဘောကျတယ်ဒါမျိုးလေးကြီးရအောင်လဲကြည်နူးစရာကောင်းပါတယ်เนาะဒါချစ်တဲ့စိတ်လေးနဲ့ကြည်ရင်အရာအလုံးကချစ်ဖို့ကောင်းပါတယ်သဘောကျပါတယ်ဘာပဲပြပြညီမကတော့ဘာပဲပြပြညီမကတော့မမပြီးတာပဲဟုတ်စီရဟောဘာလောက်တာလဲအိမ်မလို့ဟာဒီနေ့ဘာနေလဲဒီနေ့ဘာရက်လဲဒီနေ့9ရက်မရက်ဆိုဝင်လို့မရဘူးမရက်ဆိုဝင်လို့မရဘူး3ရက်မှဝင်လို့ရတယ်ရအဲ့လောက်ကြီးကြတဲ့သဘောတော့မကြတော့ဘူးကွာစုံရဲမရဲ့ကားတွေဘာတွေရောသိရမှာစုံရဲမရဲ့ထွက်ကြတာပြဿနာမရှိဘူးကွာထားလိုက်ပါအောင်နော်ဒီလိုမျိုးခြံအောင်လေးကကိစ္စတွေကပါသိရမှာစုံရဲမရဲ့နဲ့တန်းညိနေရပြီဆိုရင်တော့သဘောတော့ပါအသိမကြတော့ဘူးကွာနော်ဦးလေးရှာစိတ်တောင်မကောင်းဟိုးစီရတယ်ဒီနေ့ဘာနေလဲ9ရက်နေမရဲ့ဆိုတော့မရဲ့ဝင်လို့မရအောင်နော်စုံရဲမသဘောကျတယ်အဲ့မှလည်းကျွန်တော်နဲ့တော့ရောက်လာပါဟုတ်တယ်စုံမခွဲထားတယ်တော်ဆိုးနေပြီလားတော်ဆိုးနေပြီဟုတ်တယ်ကဲပြန်ထွက်စိတ်တော့မကောင်းဘူးလေစုံရက်တမမင်းရွာအဝင်းတမမင်းအရွာဝင်းဒီရွာရွာအဝင်းရွာအဝင်းတမမင်းရွာအဝင်းတမမင်းရွာအဝင်းအရွာဝင်းတမမင်းရွာအဝင်းတမမင်းရွာအဝင်းရွာထဲမဝင်နဲ့တော့တမပင်နားမှာပဲနေလိုက်တော့နော်ရွာထဲပေးမဝင်နဲ့တော့တမပင်နားမှာပဲနေလိုက်တော့ဒါတမပင်အရွာဝင် What the fuck အားကြောင့်မလို့ရွာထဲပေးမဝင်နဲ့တော့နော်တမပင်နားမှာပဲနေလိုက်တော့နော်အဆင်ပြေပါတယ်တမပင်ရွာအဝင်းအရွာဝင်းရလို့ကျန်ဆိုလို့တမပင်ရွာအဝင်းမှာဒီပြတ်တက်ထားလို့တရားလေဟုတ်တယ်လေစိတ်ကတိတ်မရှိတော့ဒီကတက်ထားလိုက်တော့သဘောပေါက်လားဘာလို့ပြောချင်တော့ရွာအဝင်းမှာရွာအဝင်းရောက်ဆိုလေမြန်မာနိုင်ငံမှာပထမဆုံး join နိုင်တော့ထွက်ပါတော့။ short ဒါလေးကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်မြန်မာနိုင်ငံမှာပထမဆုံးသူ join တာဆိုတော့မိုက်လောက်တယ်။
အများကြီးမျောလင့်ထားတာစွတ်ပြီးတော့အများကြီးမျောလင့်ထားတာကရုံးကလှုပ်ချလိုက်တာတလွဲတွေကရုံးတော့တိတ်တော့အဆင်မပြေဘူးကွာအဲ့လိုလှုပ်ရက်ကြည့်ကြတာနော်သဘောတဘာပါတိတ်မကြတယ်သဘောပေါက်လားညီမနာမည်ဟန်နီဆိုပါဒီတော့ကောင်းကတော့ဟန်နီလို့ရေးထားတယ် ကျွန်တော်နာမည်က Mr. ဖြိုးကြီးပါ YouTube ရော Facebook ရော TikTok ရော Mr. ဖြိုးကြီးပါပဲเนาะသူမိတ်ဆက်တုံးလေးကိုလည်းတခါတည်းလမ်းကြုံဝင်မိတ်ဆက်ကြတာရှော့ဆက်ကြည့်အောင် အမေညီမဆယ်လီတော့မဟုတ်ပါဘူးရှင် โอเคကျွန်တော်လည်းဆယ်လီမဟုတ်ပါဘူးကိုလည်းဆယ်လီမဟုတ်ပါဘူးเนาะ ကိုဖျားကိုရောက်နေပါတယ်ဖျားရဲ့ဘာနော်ဘယ်လိုပြောမလဲ တခုခုတော့ပြောလိုက်ပါ ခဲ့ရတဲ့အရာတွေကိုဆူတောင်းခဲ့ပါတယ်နောက်ပေါ်နောက်ဆက်တိုင်းရှိခဲ့ရင်လို့ယောက်ျားတွေဖြစ်ခဲ့ရင်လည်းယောက်ျားစစ်စစ်ဖြစ်ချင်ပါတယ်မိန်းမဆိုရင်လည်းမြင့်မြတ်တဲ့မိန်းကလေးဖြစ်ချင်ပါတယ်ယောက်ျားလေးဆိုရင်လည်းသူများတာသမီပေါ်မှာရုံမမာပဲနော်ရိုးသေးတဲ့ယောက်ျားလေးဖြစ်ချင်ပါတယ် โอเคမှန်တယ်ညီမတခု ဆူတောင်းကောင်းလေး အမတို့ကိုတို့ရေ ဟုတ်တော့မှာပါညီမငယ်ပါတယ်ညီမတက်အခုမှ16နှစ်နေပဲရှိသေးပါတယ် အခုတက်16နှစ်ပဲရှိသေးတယ်အဲ့လိုဆိုတော့ညီမတစ်နှစ်ကြီးရယ်เนาะ ညီမငယ်လူကြီးစကားပြောတတ်တယ်ဆိုပြီးတော့မပြောပါနဲ့နော် မပြောပါဘူး တောင်းမှန်ပါတယ်အမှားရွရှိခဲ့ရင်လည်းညီမဘက်ကပိုပြီးတောင်းမှန်ခဲ့ပါတယ်နော်ညီမက ရပါတယ် သုံးထောင်ပုံမှန်ပင်ကိုတိုင်းပါပဲနော် အခုလည်းဖတ်မသုံးထားပါဘူးเนาะလိုက်တင်ထိုးတာလို့ပါ စနေကွာမငိုချင်းလား ညီမဘယ်လိုပြောမလဲဆိုတော့ယောက်ျားကောင်းတိုင်းမိန်းမမကောင်းဘူးဆိုတဲ့စကားပုံရှိမှာပဲ ရှိတယ် ချစ်ခဲ့ပြီးယောက်ျားရဲ့အားလုံးထဲမှာလည်းညီမပေါ်အပြိုသဘောနဲ့ပဲထားသွားကြလို့ညီမတော်တော်စိတ်ပြရပါတယ်ညီမချစ်တယ်လို့ညီမအောင်မချစ်တာကိုညီမတော့ကန့်ပါတယ်ညီမကဖြူဖြူစင်စင်နဲ့ချစ်ခဲ့ပြီးတာကိုယောက်ျားလေးတွေကခွင့်ရယူတဲ့ယောက်ျားလေးတွေမျိုးရှိရင်ညီမရှုံပါတယ်တိတ်ပြီး ဟုတ်တယ် မုန်းလဲမု တဲ့ န်း ပဲ ပါတယ် ကြိုက်တယ် မု လား န်းတာတော့အသေးမုန်းတယ် တန်မိုးရှိရဲ့မိန်းကလေးဆိုအဲ့အမျိုးပြောเนาะအခွင့်အရေးယူတတ်တဲ့ယောက်ျားလေးဆိုရင်เนาะအရန်ယုံပါတယ်မှန်တယ်ဒါမျိုးကတော့ထောက်ခံနေတယ်လေထောက်ခံတယ် ကိုမချစ်ပဲတခြားသူကိုချစ်နေရဲ့နဲ့ညီမကိုချစ်တယ်လို့ပြောရင်ညီမဘက်ကလည်းမုန်းပါပဲအမတို့ကိုလည်းညီမကကိုညီမယောက်ျားလေးနေရမှာအမတို့ကိုချစ်တယ်လို့ပြောပြီးတော့အမတို့ကိုမချစ်ပဲနဲ့ညီမတခြားသူကိုချစ်နေအမတို့လည်းခံစားနေရမှာပဲမလား ဟုတ်တယ် ညီမ မှန်တယ် အခုပြောမယ် ဒါသူကသူ့ရဲ့ခံစားချက်နဲ့အမျိုးသမီးတူဘက်ကိုကြည့်ပြီးတော့သူကပြောပြနေတာအတွက်ဒါလက်ခံပေးလို့ရပါတယ်သူများရဲ့ခံစားချက်ကိုတော့မရေမာနဲ့လို့တခါတည်းပြောချင်ပါတယ်ဗောနော် ဆိုရင်ညီမတစ်တော့ဆော့ရဆိုတာအပြောသဘောပဲဆော့တာပါရှင် ဟုတ်ပါတယ်အခုလည်းပြောသဘောပါပဲ ကောင်းလေးရှာလို့လည်းမဟုတ်တယ်လို့ရီးစားစားခြင်းလို့လည်းမဟုတ်ဘူးညီမချစ်ခဲ့ဘူးတဲ့ယောက်ျားလေးတည်းမှာညီမအပြိုကျန်ခဲ့ဘူးတဲ့ယောက်ျားလေးများတယ် မို့ညီမကခုနပြောတော့18နှစ်နဲ့အပြောကြံဘူးတဲ့ယောက်ျားလေးတွေကများတယ်ဆိုတော့ဘယ်တော့တောင်များလဲဗောနော်မဟုတ်ပါဘူးဒါအခုကအယိုးကန်နေပါနော်သိကျင်တာ ခုတစ်ခါတော့ညီမကစစ်ချစ်မှန်တယ်လို့ပဲညီမရွေးချယ်တော့မယ်လို့ ကောင်းတာဗောညီမလေးရဲ့ကောင်းတာဗော တက်ငယ်သေးရဲ့ညီမအသက်20ကျော်ပြည့်မှယောက်ျားယူမယ်လို့ညီမဆုံးဖြတ်လိုက်ပါရဲ့ရှင်ညီမဆုံးဖြတ်လိုက် အခုချိန်ကြီး30နာကတ်နေပြီးတော့အခုချိန်ကြီးရီးစားတော့မရှိသေးတဲ့သူတွေတော့ကတော့မျက်ရည်20ဗောနော်ဒီမှာညီမလေးကတော့သူအသက်20လောက်ဆိုရင်တော့သူအိမ်အောင်ပြုဖို့စဉ်းစားပါတော့မယ်မင်းတို့မစဉ်းစားသေးဘူးလားဟမ် အဲ့တဲ့နေရာမှာမှန်ရုံနဲ့ဆိုရင်ထောက်ခံပေးပါလို့ရှင် ထောက်ခံပါတယ်ထောက်ခံပါတယ် နဲ့မိမကောင်းတယ်မိမမကောင်းယောက်ျားကောင်းတယ်ဆိုတော့စကပုံကမှန်နေရတော့ညီမကောင်းဆိုလို့ယောက်ျားလေးတွေကညီမပုံမကောင်းဘူးရှင်မတို့ဘက်ကလည်း ညီမလေးဆက်မပြောပါနဲ့တော့အကိုဆွတောင်းပေးလိုက်ပါတယ်ယောက်ျားကောင်းနဲ့တွေ့ပါစီလို့နော်ဖိုက်ထဲမှာနားထောင်ရင်းနဲ့နားလည်နေလို့နားထောင်ရင်းနဲ့တကယ်နားလည်နေလို့နော်ရှော့အင်မတန်မှကျေးဇူးတင်ပါတယ်ဒီလိုလေးပြောပြပေးရဘယ်လိုပဲဖြစ်ဘူးသူရရပါတယ်ဗောနော်ရှော့ကျွန်တော် reaction ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော် reaction လုပ်ပြီးတဲ့ဗီဒီယိုလေးတွေသဘောကျရဲကျွန်တော်သဘောကျရဆိုရင်ကျွန်တော် Mr. Phew YouTube channel လေးကို subscribe လုပ်ချင်ပြီးအားပေးလို့ရပါတယ်အားလုံးပဲဘိုင်ပါ